ချယ်ဆီနဲ့ဝက်ဆန်နှစ်သင်းစလုံးကို FA ဆွဲချက်တင်အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ကရုံးရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ချယ်ဆီနဲ့ဝက်ဆန်နှစ်သင်းစလုံးကိုဆွဲချက်တင်ခဲ့တဲ့အကြောင်းသိရပါတယ်ပရီးမီးယားလိပွဲစဉ်24ဖြင့် Stamford Bridge မှာရှင်ပြိုင်ကစားခဲ့တဲ့လန်ဒန်ဒါဘီပွဲစဉ်မှာချယ်ဆီအသင်းဟာအန်ဆိုရဲ့အခမ်းအနားဂိုးနဲ့အနိုင်ရခဲ့ကြောင်းသိရပါတယ်ဒါပေမဲ့ဒီပွဲနောက်ပိုင်းချိန်ဒီမှာရုံးရင်းဆန်ခတ်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီဖြစ်စဉ်မှာတော့ပွဲချိန်65မိနစ်အတွင်းမှာဖြစ်ခဲ့ပြီးတော့ဝက်ဆန်နောက်ခံလူတို့ကချယ်ဆီတိုက်စစ်မှုဘက်တို့ကိုလေပင်းညစ်မှုအတွက်ကွင်းလေတိုင်းကဗီယာကြီးကအနီးကပ်ပြပြီးတော့ထုတ်ပယ်ခြင်းကိုခံခဲ့ရပါတယ်ဒါပေမဲ့အခုခါမှာတော့ FA ကအဲ့ဒီရုံးရင်းဆန်ခတ်ဖြစ်မှုအတွက်ကလပ်သေးနှစ်ခုစလုံးကိုဆွဲချက်တင်လာခဲ့ပါတယ်အဆိုပါရုံးရင်းဆန်ခတ်မှုမှာဝက်ဆန်အတွက်ပထမဆုံးပါဝင်ကစားခဲ့တဲ့ထရာအိုရီကကူကူရေလာကို၄ချောင်းလောက်ရနေပြီးတော့စတင်ခဲ့တာပါအဲဒီအချိန်မှာဘက်ဒရိုကထရာအိုရီကိုစောင့်တုံးခဲ့ပြီးတော့နှစ်ဖက်ကစားသမားတွေကြားမှာရုံးရင်းဆန်ခတ်ဖြစ်ခဲ့တာဖြစ်ပါတယ်အခုလိုဆွဲချက်တင်မှုအတွက်လန်ဒန်မြို့ကန်ပြိုင်မဲ့နှစ်သိန်းဘာတွေဆက်ဖြစ်လာအောင်မလဲဆိုတာဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်